လာဆင်ချင်းငွေသွင်းမှုရုံးကနေပြီးတော့ဖုန်းဆက်လာတဲ့အခါမှာရုံးမှလာသွင်းရင်တကီတော့စီစဉ်လေးပါဝင်လို့ရတယ်ဆိုလို့ပါရှင် စီးသွားဝယ်တဲ့နေရာဝန်ထမ်းတို့ကဝန်ထမ်းတွေကရှင်းပြလိုက်တော့ခါကြတော့သိရမှာဒီစင်နေရှိတာ ကျွန်တော် Facebook ကသိတာပေါ့နော် ဟုတ်လာသိကျေသွင်းမှုရုံးကနေစရင်စားနေပြီးတော့အစာပြီးတည်တာပါရှင် ဆိုင်မှာဆိုင်တယ်လာထုတ်တော့ရတယ်နံပါတ်ပြလိုက်ပြီးတော့ရုံးကနေပြောပြလိုက်ပါတယ် ရမ်းပြောပါရရှင် ပြောပါတယ် ကြော်တာပေါ့ဟုတ်ကဲ့ ဝင်လာဖြစ်လို့အရန်ကိုပြောပါတယ် ရမ်းပြောပါတယ်ဒီအစီအစဉ်ကိုသဘောကျပါ ဆက်ပြီးတော့ရှိသွားစေချင်ပါတယ်အခက်အခဲရှိနေတဲ့သူတွေအားလုံးအတွက်အဆင်ပြေတာပေါ့နော် ဒီ program လေးဆိုတော့ဝယ်တဲ့ပစ္စည်းကိုချင်းတူတူလေးနဲ့ပိုင်ဆိုင်ခွင့်ရတော့ပို့ပြောတာပေါ့နော်ပို့ပစ္စည်းလေးကိုအဲ့တော့ဒီဝန်ထမ်းတို့မှာဒီလိုအစီအစဉ်လေးရှိတာပိုကောင်းပါတယ် ကောင်းပါတယ်ဟုတ် ring tone ကိုချိတ်ဆက်ထားတဲ့ customer တွေအတွက် service ကောင်းခုပြန်ပေးရလို့မြင်တယ်ပေါ့နော်ကောင်းပါတယ်ဟုတ် ဒီစီစဉ်လေးလုပ်ပေးတဲ့အတွက်အရန်ကိုပဲအဆင်ပြေပါတယ်လို့ သဘောကျပါတယ်ဘာကြောင့်လဲဆိုတော့ရုံးပါဒီလိုလေးဆိုတော့ကျွန်တော်ကန်ကောင်းနေရင်ငွေလေးဆက်သွင်းကြမလို့တဲ့အတွက်အဆင်ပြေပါတယ် ထူးတော့မရှိပါဘူးဟုတ်အစီအစဉ်လေးထပ်ပြီးတော့ရှိသွားစေချင်တယ်ဝန်နာလေးတွေထပ်ပြီးတော့ရစေချင်ပါတယ်ဟုတ် အမြဲတမ်းဒီလိုအစီအစဉ်လေးရှိတာပိုကောင်းပါတယ်ပေါ့နော်အဲ့လိုရတဲ့ပစ္စည်းတွေဒါလည်းအခါတိုင်းလေးဒီ program လေးရှိတော့ပိုကောင်းတာပေါ့ ဘာကြံတွေ့ချင်လဲဆိုရင်တော့ဟို customer တွေအတွက်ပေါ့နော်အဲ့လို service ပြန်ပေးတဲ့ program လေးများများလုပ်ပေးတော့ကောင်းတာပေါ့ဟုတ် လက်ကြီးတော့အစီအစဉ်လေးကိုတစ်လားတစ်ခါလေးတော့အများနဲ့လုပ်ပေးမယ်ဆိုရင်ပိုပြီးအဆင်ပြေပါတယ် အစီအစဉ်လေးတွေကိုပုံမှန်လေးလုပ်ပေးစေချင်ပါတယ် စာဖက်ပိုင်းကတော့ပြောကြမလို့ရှင်အကုန်လုံးအဆင်ပြေပါတယ်ဟုတ် ရှိပါဘူးဒါဒီအစီအစဉ်လေးရှိတာပိုဝန်ထမ်းတွေကပုံရှင်းပြထားရတော့ပိုစင်ပြပါတယ် အကုန်လုံးကတော့ကောင်းပါတယ် ဟုတ်အာတူကိုနဲ့ပတ်သက်လို့ဘယ်လို review ပေးရမလဲဆိုရင်တော့စာဖက်ပိုင်းကိုအရန်ကိုပဲကျဉ်းနှံမှုရှိပါတယ်လို့ဟုတ်ဝန်ထမ်းလေးတွေကလည်းမတိတာလေးတွေကိုသိချဖြေချပေးတဲ့အတွက်အရန်ကိုပဲဘယ်လိုပြောစိတ်ကျဉ်းနှံမှုပြည့်ရှိတယ်ပေါ့နော်ဟုတ် အခုအနေနဲ့ဝန်ဆောင်မှုရယူရတာအဆင်ပြေပါတယ်ဝန်ဆောင်မှုရယူတဲ့အချိန်မှာလည်းသိချရှင်းပြတဲ့အတွက်ခက်ခဲမရှိခဲ့ပါဘူးခက်ခဲရှိခဲ့ရင်လည်းဆက်သွယ်ရေးရမည်ဖုန်းနံပါတ်တွေကိုလည်းပြရခဲ့တဲ့အတွက်အဆင်ပြေပါတယ်